စနေသစာတီတော့ရမမရှိတယ်လောကကြီးရဲ့ဆွဲငယ်အားဟာမရှိတဲ့နေရာမှာပေါ်ပြီးပြင်းထန်နေကိုပဲတော့ပဲရောက်ရောက်မင်းစီကိုပဲပြေးလာခြင်းနေစစ်တဲ့ဆိုတော့